မင်္ဂလာပါဘယ်မှာယင်းနှိမ့်နှံမှုတွေကိုလှုပ်တဲ့ချိန်မှာပေါ့နော်ငွေတွေဆုံးရှုံးခဲ့ပြီဒီနေ့ဗီဒီယိုမှာတော့ဗပန်းရဲ့ဒီယင်းနှိမ့်နှံမှုကိုပေါ့နော်စားလုပ်ခဲ့တဲ့ beginner ဘဝတုန်းကလုပ်ခဲ့မိတဲ့အမှား6ခုကိုပြောပြမယ်ပေါ့နော်ဒါကလည်းဗပန်းရဲ့ဒီကိုယ်ပိုင်အတွေ့အကြုံဖြစ်ခဲ့တဲ့ experience ကို sharing လုပ်တာတက်ဖြစ်ပြီးတော့မှဘဏ္ဍာရေးနဲ့ပတ်သက်ပြီးအကြံပေးတာမျိုး financial advice လုပ်တာမျိုးလုံးဝမဟုတ်ပါဘူးเนาะအဲကြောင့်မို့လို့ဘာပဲလုပ်တော့ဒီကိုယ့်ဘာသာကိုတေချာလေ့လာပြီးမှပဲဆုံးဖြတ်ကြပါလို့တော့အရင်ဆုံးပြောချင်ပါတယ်ကဲဒီအမှား6ခုထဲမှာပေါ့နော်ကိုရီးယားရောဘယ်နှခုလောက်လုံးနေမိလဲဆိုတာကိုလည်း comment မှာပြောပြခဲ့ပါအောင်เนาะပထမဆုံးအမားကကြတော့ဒီ emergency fund မရှိဘဲနဲ့ပေါ့နော်ယင်းနှိမ့်မြုံနှံလိုက်တာပဲဖြစ်ပါတယ်အရင်ကဆိုရင်ပတ်စံလေးနည်းနည်းစုမိပြီဆိုတာနဲ့ရွှေပဲပြေးဝယ်ချင်တာမျိုးဖြစ်ခဲ့တယ်ပေါ့နော်အရေးပေါ်ငွေလိုလာတယ်ဆိုရင်ဘယ်ကထုတ်ရမလဲဆိုတာမျိုးတွေလည်းလုံးဝအဲ့လိုထည့်တွက်ခဲ့တာမျိုးတွေစဉ်းစားခဲ့ဖို့တာမျိုးတွေမရှိဘူးပေါ့နော်မရရဗန်တို့ဒီကိုဗစ်ကာလတုန်းကဆိုရင်ဘဏ်ကနေပြီးတော့မှအဲ့လိုငွေထုတ်ရခက်တဲ့အချိန်တွေရှိခဲ့တယ်လीเนาะအဲ့တုန်းကဆိုရင်ငွေထုတ်ရခက်တဲ့အချိန်မှာဆိုရင်အရေးပေါ်ငွေလိုလာတော့ emergency fund ဆိုတာကလည်းမရှိငွေကလည်းထုတ်မရနဲ့တကယ်ကြီးကိုဒုက္ခရောက်ဖွယ်ပေါ့နော်အခုကတော့တင်ငန်းစာရသွားပါပြီအနည်းဆုံးတော့ပေါ့နော်ကိုအဲ့လိုအရေးပေါ်ဖြစ်လာတယ်ဆိုရင်မရှိမဖြစ်သုံးဖို့နဲ့စားစရိတ်ကိုပေါ့နော် emergency fund အဖြစ်တည်တံ့ထားတာမျိုးလုပ်ဖြစ်တယ်ပေါ့နော်အကုန်လုံးကြီးကိုဘဏ်ထဲမှာပဲစုထားစရာမလိုဘူးပေါ့နော်ဒီငွေသားတွေကိုတဝက်ရွှေနည်းနည်းဘဏ်ထဲမှာ saving အဖြစ်နည်းနည်းစီပေါ့နော်အဲ့လိုမျိုးအရေးပေါ်ဖြစ်လာခဲ့တယ်ဆိုရင်သုံးစွဲဖို့ခွဲထားပြီးမှဒါပိုတဲ့ငွေကိုရင်းနှီးတာမျိုးလုပ်တဲ့နေပေါ့နော်ဒုတိယအမှားကကြတော့ဒီ Facebook တို့ Telegram တို့လိုမျိုးပေါ့နော် social media group တွေကနေပြောတဲ့ tip တွေကိုဘာမှမစင်စားဘဲနဲ့လိုက်လုံးမိခဲ့တာပါမြန်မာနိုင်ငံမှာဆိုရင်ကြတော့ဒီ Facebook user က18တန်းကျော်ရှိရဲဆိုတော့ Facebook ကလူသုံးအများဆုံးဒီဖုန်းထဲကနေတက်လာတဲ့သတင်းတွေကိုပဲအဟုတ်ကြီးလို့ထင်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီမှာဆိုရင် financial နဲ့ပတ်သက်ပြီးတော့မှနိုင်ငံတကာတွေမှာဒီလိုမျိုး license တွေဒီ regulation framework တွေကလည်းအားနေတဲ့အတွက် crypto signal group တွေနောက်ကကြတော့ရွှေစည်းနဲ့ပတ်သက်တဲ့ call ဟာလာတွေ manipulation လုပ်တဲ့သတင်းတွေဆိုရင်လည်းခဏပဲတွေ့ရတယ်ပေါ့နော်အဲ့လိုအခြေအနေတွေမှာဆိုရင်ဘာမှမစင်စားတော့ဘဲနဲ့ဒီပြောခဲ့တဲ့သတင်းတွေကိုပဲယုံပြီးတော့မှ invest လုပ်မိတာမျိုးတွေဖြစ်ခဲ့ပါတယ်ဒီ social media ကမကောင်းဘူးလို့တော့မဆိုလို့ပဲပေါ့နော်ဘယ်သူကပြောတာလဲ source ကကောဘယ်ကလာတာလဲဆိုတာတွေကိုတေချာလေးလာပြီးတော့မှပဲ invest လုပ်တင်ပါတယ်အထူးသဖြင့်ဒါလို့ရင်အမြတ်ရမှာတေချာတယ်ဆိုတာမျိုးပြောလာတယ်ဆိုရင်ဒါက reflect အကြီးကြီးပေါ့နော်ဒါတတိထားရမယ်လို့ပဲမှတ်ထားလိုက်တာနော်အခုပြောမဲ့အမှားကြတော့ဘန်တို့နိုင်ငံမှာအဖြစ်အများဆုံးပဲပေါ့နော်။ဘာလဲဆိုရင်ကြတော့မြန်မာလူမျိုးတွေကရွှေဆိုရင်အရင်ကြိုက်ကြတယ်လीနော်။ဒီ2025မှာဆိုရင်ရွှေဈေးက59သိန်းကျော်ထိတက်ခဲ့တော့လူတွေကအဲ့ဒါကိုထိတ်လန့်ပြီးတော့မှလိုက်ဝယ်ကြတယ်။အမှန်ကကြတော့အဲ့လိုမျိုးပေါ့နော် panic ဖြစ်ပြီးတော့မှလိုက်ဝယ်တာထက်ပုံမှန်လေးနည်းနည်းချင်းစီဝယ်ပြီးတော့စုတာကတော့ပို့ပြီးတော့မှအကျိုးရှိတယ်တွက်ချေကြိုက်ပါတယ်။နောက်တစ်ခုကကြတော့ရွှေဆိုတာကဒီဝယ်ဈေးနဲ့ရောင်းဈေးကွာဟချက်ပေါ့နော် spread က10% ကနေပြီးတော့မှ20% အထိရှိနိုင်တာမို့လို့ကိုကဝယ်ပြီးချင်းပြန်ရောင်းနေဆိုရင်ရှုံးနိုင်တယ်ဆိုတာကိုလည်းသတိပြုဖို့တော့လိုတယ်ပေါ့နော်နောက်ထပ်အမှားတစ်ခုကကြတော့အခုချိန်ထိကိုပေါ့နော်ပမားဖို့အတွက်တတိကြီးထားတဲ့အရာလို့ပဲပြောရမယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင်ဒီမြန်မာနိုင်ငံမှာဆိုရင် crypto scam တွေကအရန်ကိုများလာပါတယ်အထူးသဖြင့်ဆိုရင်ဒီမြဝတီ KK Park လိုမျိုးနေရာတွေကနေပေါ့နော်ဒီပါကလူတွေကိုဒါမကဘူးဒီကိုပြည်တွင်းကလူတွေကိုပါပေါ့နော် fake platform တွေရဲ့ pyramid scam လိုမျိုးပေါ့နော်လူရှာတဲ့စနစ်တွေရဲ့နောက်ကကြတော့ဒီရဲ့MNM တွေလိုမျိုးတွေနဲ့လိန်နေကြတာအများကြီးပဲပေါ့နော်အခုချိန်ထိကိုလည်းဒီအများကြီးပဲဆုံးရှုံးခဲ့ရတဲ့သတင်းတွေကိုတွေးနေရတယ်မြင်နေကြားနေရတယ်ပေါ့နော် cryptocurrency ဆိုတာကဘယ်လိုနိုင်ငံတွေမှာဆိုရင်တော့အခုချိန်ထိတော့တရားမဝင်သေးဘူးပေါ့နော်အဲ့ဒီမှာဆိုရင်အမျက်ကိုအာမခံပါတယ်လို့ဒါလုပ်တယ်ဆိုရင်ဗာပြန်ရပါမယ်လို့အခုချက်ချင်းမလုပ်ရင်အခွင့်အရေးတွေကိုလက်လွတ်လိုက်ရပါမယ်လို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေဖိအားပေးလာတယ်ဆိုရင်ဒါက scam ဖြစ်ဖို့ပေါ့နော် 99% တေးချတယ်ဒါဟာလိန်နေတယ်ဆိုတာကိုတတိရဖို့လိုတယ်ပေါ့နော်ငါခုမြောက်အမှားကကြတော့ဘန်အပအဝင်ပေါ့နော်အခုမှစတဲ့ investor တွေမှားတက်ကြတဲ့အရာပေါ့နော်
မြန်မာနိုင်ငံမှာဆိုရင် stock market ကနည်းတယ်လို့ပေါ့နော်ဒီအင်ချန်မြေပေါ်တွေမှာကိုအရင်ဒီလုံးမယ်ဆိုရင်လည်းဒီအရင်ဒီအများကြီးလိုတယ်အဲကြတော့လူတွေကရွှေတစ်ခုထဲဒါမှမဟုတ်ရင်လည်းဒေါ်လာတစ်ခုထဲမှာပဲအကုန်လုံးကိုပုံအောပြီးတော့မှ invest လုပ်လိုက်တက်ကြတယ်ပေါ့နော်တစ်ခုခုကိုယင်းနှမြုံနှံဖို့အဆင်ပြေတယ်ဆိုတာမျိုးတွေးလာခဲ့တယ်ဆိုရင်တော့အရာတစ်ခုပေါ်မှာပဲရှိတဲ့ဟာအကုန်လုံးကိုပုံအောခဲလိုက်ကြတာမျိုးပေါ့နော်အမှန်ကတော့ diversify လုပ်ရပါမယ် diversify ဆိုတာကကြတော့ကိုတစ်ခုခုနဲ့ကြုံလာခဲ့တယ်ဆိုရင် risk ကို short ချနိုင်ဖို့အတွက်တနေရာထဲမှာ invest လုပ်တာမျိုးမဟုတ်ဘဲနဲ့ဒီခွဲထည့်ထားတာမျိုးကိုဆိုလိုတာပါဥပမာဆိုရင်ဒီရွှေကို 35% ထားတာမျိုး USD ကို 15% ထားတာမျိုးကို risk ယူနိုင်နေဆိုရင် DST ပဲကွာကို 10% ထားတာမျိုးကိုငွေသားပေါ့နော်ငွေသားကို 15% နဲ့ကျန်တာကိုကြတော့ကိုယ့်ရဲ့ဒီ scale development မှာယင်းနှမြုံနှံတာမျိုးတွေကတော့ပို့ပြီးတော့မှအန္တရာယ်ကင်းတယ်ဆုံးရှုံးမှုဖြစ်လာခဲ့မယ်ဆိုရင်တော့မှအကုန်ဆုံးရှုံးသွားတာမျိုးမဟုတ်တော့ဘူးပေါ့နော်နောက်ဆုံးအမားကတော့ mindset ပဲပေါ့နော်လူတော်တော်များများကြတော့ချက်ချင်းကြီးချမ်းသာခြင်းတဲ့စိတ်တွေရှိကြပါတယ်ဒါကတော့ဘဏ်အပါဝင်ပဲပြောရမယ်ပေါ့နော်မြန်မာနိုင်ငံရဲ့ inflation rate ကလည်းဒီ20-30% ရှိပါတယ်2021ကတည်းကဒီကျပ်ငွေကဒေါ်လာနဲ့ရှင်နေဆိုရင်80%လောက်ကျဆင်းနေတယ်ပေါ့နော်ဘဏ်တို့ရဲ့နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုနဲ့ငွေတန်ဖိုးကျဆင်းမှုတွေကြားထဲမှာပေါ့နော်လူတွေကရုန်းကန်နေကြရတာကိုနားလဲပါတယ်ဒါပေမဲ့အဲ့လိုမျိုး leverage trading တွေလုပ်တာတော့အရင်ကြီးစွန့်စားလို့နေပေါ့နော် speculation တွေကိုကိုကကျွမ်းကျင်မှုမရှိဘဲနဲ့လောက်တာကပေါ့နော်ကိုယ်စီမှာရှိသမျှအကုန်သွားနိုင်ပါတယ်လက်ရှိအခြေအနေမှာပေါ့နော်ဒီ well preservation ပေါ့နော်ကိုယ့်ရဲ့ငွေတန်ဖိုးမကျအောင်ထိန်းသိမ်းခြင်းကတာပထမဦးစားပေးဖြစ်တင်ပါတယ်ငွေတန်ဖိုးမကျအောင်ထိန်းသိမ်းနိုင်တယ်ဆိုရင်ကိုဒါကအောင်မြင်မှုတစ်ခုလို့ပြောလို့ရပါတယ်အဲဒါကြောင့်မို့လို့ပုံမှန်အနေငယ်စီ invest လုပ်တာမျိုး leverage တွေကိုရှောင်တာမျိုး research တွေတေချာလုပ်တာမျိုးပေါ့နော်ကိုတစ်ခုခုမှာ invest လုပ်မယ်ဆိုရင်တော့ဒါကိုတေချာလေးလာပြီးတော့မှနားလည်အောင်လုပ်တာမျိုးတွေကရေရှည်မှာပို့ပြီးတော့မှအကျိုးလေးရှိတယ်တန်ဖိုးလေးရှိတယ်ပေါ့နော်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကနေပြီးတော့မှပေါ့နော်တခုခုအကျိုးတော့ရှိသွားမယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုး knowledge sharing လေးတွေကိုစိတ်ဝင်စားနေဆိုရင်လည်း brand ကို subscribe နဲ့ follow လေးလုပ်ထားပေးပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်